ဒီလူဟာထိတ်တန့်လူသက်သမားတယောက်ဖြစ်ပါတယ်မင်းကလေးကိုတစ်ချက်ကြည့်ုံနဲ့ပဲသူမဟာရဲမတေချာကြောင်းသူသုံးသပ်လိုက်တယ်သူအိမ်ပြန်လမ်းမှာတက်လေကားကိုစောင့်ဆိုင်နေချိန်မှာမင်းကလေးကသူ့နောက်ကိုလိုက်လာခဲ့တယ်အဲ့ဒီလူဟာသူ့ရဲ့ခံမှန်းချက်ကိုပုံမတေချာသွားခဲ့ပါတယ်သူမကိုတပ်ဖို့အတွက်ဓာတ်ကောက်တစ်ချောင်းကိုထုတ်ယူလိုက်တယ်အဲ့ဒီအချိန်မှာပဲဂျက်ကီချန်ပေါ်လာခဲ့တယ်သူကမင်းကလေးကိုစူပူလိုက်ပြီးသူမရဲ့နားချက်ကိုဆွဲဖြုတ်လိုက်တယ်အမှန်တော့သူဟာသူမရဲ့နားထောင်ဆက်ပစ္စည်းကိုဖယ်ရှားပေးနေတာဖြစ်ပါတယ်အဲ့ဒီလူဟာမင်းကလေးရဲ့နားကိုချက်ချင်းစကန်ဖက်ကြည့်လိုက်ရနားချက်မတွေ့ရတာကြောင့်သူ့ဓာတ်ကိုပြန်သိမ်းလိုက်တယ်သို့တော်လည်းသူဟာတတိဝီရရှိနေစေဖြစ်ပါတယ်ဂျက်ကီကမင်းကလေးရဲ့အဖေဖြစ်ဟန်ဆောင်ကသူမနဲ့ပေါ်ပါစကားပြောခဲ့တယ်အဲ့ဒီနောက်သူကပန်းတီတစ်လုံးထုတ်လိုက်တယ်ပန်းတီထဲမှာကင်မရာတစ်လုံးပေါအောင်နေခဲ့ပါတယ်သူကတကိုက်လိုက်ပြီးပန်းတီဦးတိုင်ကိုတက်လေကားထောင်စီထွေးထုတ်လိုက်တယ်ဒါဟာသူ့ကိုတက်လေကားတွင်းထဲမှာကင်မရာတက်ဆင်နိုင်စေခဲ့ပါတယ်မကြာမီတက်လေကားတကားပွင့်သွားခဲ့ပြီးသူတို့နှစ်ယောက်ပြင်ထွက်လာခဲ့ကြတယ်အဲ့ဒီလူဟာသူတို့ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာပါဂျက်ကီကအမြင်ကိုပိတ်ဆို့ဖို့မင်းကလေးကိုပါဆယ်ထုတ်တစ်ထုပ်ကောက်ယူစေခဲ့တယ်သူကသူစိမ်းရဲ့တကားတော့ကိုဖောက်ဖို့ကိရိယာတွေကိုအသုံးပြုခဲ့တယ်သူတို့ဝင်ရောက်သွားပြီးမှသာအဲ့ဒီလူဟာတတိဝီရိယရှော့ချလိုက်ပြီးထွက်ခွာသွားခဲ့တယ်အတွင်းထဲမှာတော့ဂျက်ကီကအိမ်ပိုင်ရှင်ရဲ့ပါဆက်ကိုဖုံးလိုက်ပြီးတိုက်ခတ်အတွက်ငားရမ်းကမြောက်များကန့်လန့်ခဲ့တယ်အဲ့ဒီတော့တွင်ရဲတပ်ဖွဲ့ကကင်မရာမတ်တမတစ်ဆင့်အဲ့ဒီလူရဲ့အထက်ကိုစုံစမ်းဖော်ထုတ်လိုက်တယ်သူတို့ဟာအဲ့ဒီလူကိုအဝေးထိန်းစောင့်ကြည့်ရေးစနစ်နဲ့ချက်ချင်းစတင်စောင့်ကြည့်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလူဟာတတိဝီရိယကိုပြေဝမလျှော့ချခဲ့ပါဘူးသူကဂျက်ကီစီတမင်တကာချင်းကပ်သွားခဲ့ပြီးဂျက်ကီမှာစက်ပစ္စည်းများမရှိကြောင်းအတည်ပြုပြီးနောက်စကားနဲ့စမ်းသပ်ဆောင်စမ်းခဲ့တယ်ဂျက်ကီကပြင်ဆင်ထားပြီးဖြစ်တာကြောင့်မှားယွင်းမရှိပြန်လည်ဖြေချခဲ့တယ်သူကအဲ့ဒီလူကိုသူ့အိမ်စီတောင်ဖိတ်ခေါ်ခဲ့သေးတယ်အတွင်းထဲရောက်တာနဲ့အဲ့ဒီလူဟာအိမ်ထဲမှာပေါင်းနေတဲ့နားထောင်စက်ပစ္စည်းများရှိမရှိစတင်စစ်ဆေးခဲ့တယ်ပုံမှန်မဟုတ်တာဘာမှမတွေ့ရတာကြောင့်သူဟာတတိဝီရိယကိုပြေဝလျှော့ချလိုက်တယ်မင်းကလေးကအခွင့်အရေးယူပြီးသူမရဲ့ဖုန်းကိုအဲ့ဒီလူရဲ့ဖုန်းနဲ့အနီးကပ်ပုတ်ဆွဲလိုက်တယ်အဲ့ဒီလူထွက်ခွာသွားပြီးနောက်သူမဟာကူးယူထားတဲ့အချက်လက်တွေကိုရဲစခန်းစီချက်ချင်းပေးပို့ခဲ့တယ်ရုတ်တရက်တကားမှာခောက်တန်ကြားလိုက်ရတယ်ဂျက်ကီကမင်းကလေးလို့ထင်မှတ်ခဲ့တာပါသူတကားဖွင့်လိုက်တဲ့စက္ကန့်မှာပဲလုတ်ကြံသူတယောက်အတင်းဝင်ရောက်လာခဲ့တယ်လုတ်ကြံသူဟာလက်မလျှော့ခဲ့ပါဘူးသူကအခန်းထဲအတင်းဝင်ရောက်လာပြီးဂျက်ကီကိုတပ်ဖို့ကြိုးစားခဲ့တယ်လုတ်ကြံသူဟာစောင့်ကြည့်ရေးစနစ်ထဲမှာဘိုင်းရပ်စ်လုံးကြိုတင်ထည့်သွင်းထားခဲ့တာကြောင့်ရဲတပ်ဖွဲ့ဟာပြုပြင်ထားတဲ့မှတ်တမ်းတွေကိုပဲမြင်တွေ့နေရတာဖြစ်ပါတယ်မင်းကလေးပေါ်လာမှသာဂျက်ကီအနေရရှိနေကြောင်းသူတို့ရေးမိခဲ့ကြတာပါအဲ့ဒီတော့တွင်ဂျက်ကီကအခွင့်အရေးယူပြီးစားပွဲကင်းကိုအသုံးပြုကလုတ်ကြံသူကိုလဲပေးညစ်ခဲ့တယ်လုတ်ကြံသူကကြီးစံပြန်လဲဖြစ်ဖို့တင်းနက်ပေါ်ခြေထောက်ချိတ်လိုက်တယ်လုတ်ကြံသူကတကားဖွင့်လိုက်ပြီးကျိုးတစ်ချောင်းပစ်ထုတ်ကအခင်းဖြစ်ပွားရာနေရာမှာအမြန်ဆုံးထွက်ပြေးသွားခဲ့တယ်ရဲတပ်ဖွဲ့ရောက်ရှိလာတဲ့အချိန်မှာတော့လုတ်ကြံသူဟာပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်ရုတ်တရက်သူတို့ဟာအဲ့ဒီလူတိုက်ခန်းမှာထွက်ခွာသွားကြောင်းတွေ့ရှိခဲ့ကြတယ်ရဲတပ်ဖွဲ့ကနေမြေရှင်းလင်းရေးပြုလုပ်ဖို့သူတို့ရဲ့တပ်ဖွဲ့တွေကိုချက်ချင်းစုစည်းလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲကားတစ်စီးကဂျက်ကီစီဝင်တိုက်လိုက်တယ်တိုက်ခိုက်မှုကြောင့်ဂျက်ကီတတိမိမျောသွားခဲ့ရတာကြောင့်မင်းကလေးတယောက်တည်းတိုက်ခိုက်ရတော့တယ်တစ်ချိန်တည်းမှာပဲကြီးစားတပ်ဖွဲ့ဝင်အုပ်စုတစုဟာရဲစခန်းစီအတင်းဝင်ရောက်ခဲ့ကြတယ်ဒီလူဟာအုံချခံတို့အယောင်ဖြစ်နေကြောင်းရဲတပ်ဖွဲ့ကအဲ့ဒီခါမှသာရေးမိခဲ့ကြတာပါကံကောင်းစွာနဲ့ပဲဂျက်ကီဟာမကြာမီပြန်လည်ပြေးရလာခဲ့တယ်အပြည့်အဝညီညွတ်စွာဆောင်ရွက်ရင်သူတို့နှစ်ယောက်ဟာရန်သူကိုတွန်းလှန်နိုင်ခဲ့ကြတယ်နောက်ထပ်ရဲရရှိအုပ်စုတစုကအဲ့ဒီလူကိုနောက်ယောင်ခံလိုက်နိုင်ခဲ့ကြတယ်အဲ့ဒီလူဟာမိဘမဲ့ကေဟာတစ်ခုစီရောက်ရှိခဲ့ရင်ရုတ်တရက်အချက်ပြလိုင်းအားလုံးပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီတော့အတွင်းမိဘမဲ့ကေဟာအတွင်းထဲမှာတော့လူမိုက်အုပ်စုတစုဟာအဲ့ဒီလူစီတိုက်ခိုက်မှုစတင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလူဟာဖြက်လက်ပြီးတယောက်တည်းလူတရားကိုပြန်လည်တိုက်ခိုက်ကလူမိုက်အားလုံးကိုတွန်းလှန်နိုင်ခဲ့တယ်အားသင့်ဖွယ်ရပဲဒါတွေအားလုံးရဲ့နောက်ွယ်ကကျိုးကင်သူဟာအဲ့ဒီလူရဲ့သားဖြစ်နေခဲ့ပါတယ်အဲ့ဒီလူဟာကြီးမားတဲ့ဝမ်းနည်းမှုနဲ့ဒေါသကိုခံစားလိုက်ရတယ်သူတို့နှစ်ယောက်ပြင်းထန်စွာတိုက်ခိုက်နေကြစဉ်မှာပဲရဲတပ်ဖွဲ့ရောက်ရှိလာခဲ့ပြီးမိဘမဲ့ကေဟာကိုဝိုင်းရံလိုက်ကြတယ်နောက်ဆုံးမှာတော့အဲ့ဒီလူဟာမြေမြောင်သားတစ်ချောင်းကိုအသုံးပြုပြီးသူ့သားရဲ့အသက်ကိုယူလိုက်ပါတယ်ရုတ်တရက်သူဟာထောက်မှာပေါင်းနေတဲ့ဘုံတစ်လုံးကိုတွေ့ရှိလိုက်ရတယ်အဲ့ဒီလူကဘုံကိုရှောင်ရှားနိုင်ခဲ့ပေမဲ့ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒီလိုနဲ့ပဲဒီထိတ်တန့်လောက်ကျန်သူရဲ့တပ်တန်းဟာဒီကုန်းကျုပ်သွားခဲ့ပါတော့တယ်